Alexis Alejandro Sanchez ရဲ့ဘောလုံးသမားဘဝဟာစိတ်လှုပ်ရှားစရာကောင်းတဲ့စွန့်စားခန်းတစ်ခုလိုပါပဲချီလီနိုင်ငံတိုကိုပီလာရွာငယ်လေးကနေဆက်တင်ခဲ့တဲ့ El Niño Maravilla ဟာမကြခင်မှာပဲဥရောပကိုရောက်ရှိလာပြီးအီတာလီက Udinese အသင်းမှာထွန်းတောက်လာခဲ့ပါတယ်သူ့ရဲ့ကစားသမားဘဝအမြင့်ဆုံးကာလကို2011ခုနှစ်မှာကမ္ဘာထိပ်တန်းကလပ်ဘာစီလိုနာကိုပြောင်းရွှေ့ပြီး Lionel Messi တို့နဲ့အတူလာလီဂါဖလားတွေဆွတ်ခူးခဲ့ချိန်မှာဆက်တင်ခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းသူ့ကိုကမ္ဘာအဆင့်မီကစားသမားအဖြစ်အတိမတ်ပြုခဲ့တာကတော့အာဆင်နယ်မှာကစားခဲ့တဲ့ကာလဖြစ်ပါတယ်။ Sanchez ဟာလက်စီပမာမြန်ဆန်မှုပြိုင်ဘက်ခန်းစစ်တွေကိုတယောက်တည်းရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ dribbling စွမ်းရည်နဲ့ခန်းစစ်ကိုထိုးဖောက်နိုင်စွမ်းတဲ့ကြောင့်အသင်းရဲ့အဓိကသူရဲကောင်းဖြစ်ခဲ့ပြီး FA Cup ဖလားနှစ်ကျင်းကိုရယူပေးနိုင်ခဲ့ပါတယ်။အာဆင်နယ်မှာချီစွမ်းအထက်ဆုံးရှိခဲ့တဲ့သူ့ရဲ့ပုံစံဟာဘောလုံးပရိသတ်တွေကြားရေပန်းစားခဲ့ပါတယ်။ကလပ်အသင်းဒီမှာတာမကနိုင်ငံအသင်းမှာပါ Sanchez ဟာချီလီရဲ့ဂိုးအများဆုံးသွင်းယူသူအဖြစ်မှတ်တမ်းတင်ထားပြီးကိုပါအမေရိကဖလားကို2015နဲ့2016ခုနှစ်မှာနှစ်ကြိမ်ဆက်တိုက်ရယူပေးခဲ့ကနိုင်ငံဂုဏ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ Manchester United မှာအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပြီးနောက်အီတာလီအင်တာမလန်ကိုပြောင်းက Serie A နဲ့ကိုပါအီတာလီတို့ကိုထပ်မံရယူခဲ့ပါတယ်။လက်ရှိမှာတော့အသက်36နှစ်အရွယ်မှာတောင် Spain Club Sevilla FC အတွက်ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။နောက်ထပ်ဘယ်ကစားသမားကြောင့်တီးလို့ပါတယ်လဲကွန်မန့်နာပြောခဲ့နော်